ဒီနေ့ကျွန်တော်ဘဝမှာအကြီးဆုံးငါးကိုတွားကြည့်ကြမယ်ဒီငါးတွေကိုဝေးရှက်လို့ခေါ်ကြတယ်ကမ္ဘာပေါ်မှာအကြီးဆုံးငါးတွေတည်းဟာတစ်ခုပေါ့ဗျာဝါအကြီးကြီးပဲလဲတာကြီးပေါ့လူတွေကပြောကြတယ်စီဘူးကိုတွားပြီးဝေးရှားကိုမကြည့်ရင်ဖိလစ်ပိုင်ကိုမရောက်ခဲ့တယ်လို့ပဲတဲ့ဒါကြောင့်မလို့ကျွန်တော်စီဘူးကိုရောက်နေအိတ်ဘုတ်လေးထားရတော့ခုငမန်းနေတွားကြည့်ရအောင်ဒါပေမဲ့ဝေးရှားကိုကြည့်ရထင်သလောက်တော့မလွယ်ဘူးဗျကဲဗျာချိန်ဒီဖြုံးမနေပဲနဲ့မနေ့စောစောကားဝတ်တက်ပြီးတော့စားထွက်လာပါပြီ။ကောင်းပါပင်လယ်ကိုလမ်းမြင်နေရ။ဒါကတော့ဝိရှက်တွေကိုကြည့်ရမယ့်နေရာကိုရောက်ပါပြီ။ကျွန်တော်ဒီနေရာမှာနာမည်စင်းပေးပြီးတော့ကိုယ့်အလှည့်ကိုစောင့်အောင်ပါပဲဖြစ်ပါတယ်။你要几人写？မန်နိုင်ပြောရရင်နည်းနည်းတော့စိတ်လှုပ်ရှားနေရယ်။ဒီငါးရတာကျွန်တော်တို့စားသွားရင်တော့တရားရောက်ကျွန်တော်တို့အမေကိုပြောပေးကြပါဦးဗျာ။ကဲကျွန်တော်တို့တစ်ဖွဲ့လုံးလည်းအသက်ကဲအင်ကြီးတွေကိုဝေးလှေပေါ်တက်ခြိတက်လာခဲ့ကြပါပြီအကုန်လုံးလည်းကြီးလိုက်ပါအောင်ဗျာဝေးရှက်ကိုကြည့်ဖို့စိတ်လှုပ်ရှားနေကြပြီထင်ပါတယ်အခုကျွန်တော်တို့ဝေးရှက်တွေရှိတဲ့နေရာကိုရောက်လာပါပြီလှေပေါ်ကနေလှမ်းကြည့်ရင်ငါအမီလေးကိုလှမ်းတွေ့နေရပြီဗျဒီလောက်ကြီးတဲ့ငါးကြီးတွေနဲ့အတူတူရေကူးရမယ်လို့တွေးလိုက်ရင်နည်းနည်းတော့ကြောက်မိတာတော့အမှန်ပဲဗျဒါပေမဲ့လည်းကျွန်တော်ရေထဲကိုဆင်းလိုက်တဲ့အချိန်မှာကျွန်တော်ထင်ထားတာထက်တောင်ပိုပြီးတော့ကြီးနေပါတယ်ဒါကဗီဒီယိုတွေကလို့မဟုတ်ဘူးဗျတကယ်လို့တွေမှာတော့ငါးရအရင်လဲကြီးရယ်အရင်လဲနီးတယ်ဗျကျွန်တော်6ထောင်နဲ့တောင်ထိမိသွားသေးရယ်အဲ့ဒီအချိန်မှာကျွန်တော်အတန်တော်မထွက်နိုင်ဘူးဒါပေမဲ့ဒီကောင်ကြီးကအေးစီစီပဲကျွန်တော်ဘေးကနေထွက်သွားတယ်ဗျတခါတလေကျွန်တော်တို့ထင်ထားတဲ့ကြောက်စရာကောင်းတဲ့အရာတွေကတကယ်တမ်းကျတော့အလားဆုံးအရာတွေဖြစ်နေတတ်တယ်အဲ့ဒီအချိန်မှာကျွန်တော်တခုသဘောပေါက်လာတယ်တကယ်တမ်းကျွန်တော်ကြောက်နေခဲ့တာဝေးရှက်မဟုတ်ဘူးဗျကျွန်တော်ကြောက်နေခဲ့တဲ့အရာကျွန်တော်မသိတဲ့အရာကျွန်တော်မမြင်ဘူးတဲ့အရာတွေကိုကြောက်နေခဲ့တာဒီနေ့ကျွန်တော်ဘဝမှာအကြီးဆုံးငါးကိုမြင်ခဲ့ပါတယ်ဒါပေမဲ့ဒီတက်ကြီးတာတွေကိုမြင်ချင်တော့ကျွန်တော်ကို follow ပေးခဲ့ပါအောင်ဗျာ